Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့sharing လုပ်ပေးခြင်းတဲ့ grammar လေးကတော့ Ginonyo ဆိုတဲ့ grammar လေးဖြစ်ပါတယ် Ginonyo ကတော့သူကရှင်းရှင်းပြောရရင်တော့သူကအညံ့ပါပဲเนาะရှင်းပြောမယ်ဆိုရင်တော့သူကအညံ့ပါပဲဒီအန်တို့မို့တို့နဲ့ဒီတူတယ်ပေါ့เนาะအန်တို့မို့တို့နဲ့တူတယ်ဒါပေမဲ့သူကအန်လည်းမပါဘူးမို့လည်းမပါဘူးသူကညင်းပေါ့เนาะဥပမာအဖြစ်ကျွန်တော်တို့ထမင်းစားပြီလားလို့မိလိုက်တဲ့အခါအမော့ကောဆိုယဖြီးလို့ရတယ်လေမစားရသေးဘူးမို့မော့ကောဆိုယအာကြီးမို့မော့ကောဆိုယအခုထိမစားရသေးဘူးဖြီးလို့ရတယ်အဲ့ဒါကိုမှကျွန်တော်တို့ကအန်နဲ့လည်းမဖြီးဘူးမို့နဲ့လည်းမဖြီးဘူးမော့ကီနိုညိုဘယ်သာစားရမှာလဲစားဖို့နေနေတာသားဆိုတဲ့အဓိပ္ပာယ်မှာဒါမစားသေးဘူးလို့ပဲဖြီးလိုက်တာလေတွယ်ဝိုက်ပြီးတော့เนาะဆိုလိုချင်တာက तू ကမို့မပါဘူးအန်မပါဘူးသို့တော့အငင်းဖြစ်ပါတယ်ဥပမာဥပမေရကြီးကြည့်ရင်တော့အဆင်ပြေသွားမှာပါကျွန်တော်တို့ကဆိုင်ဒီဇိုင်းထိုင်လိုက်တယ်ဆိုင်မှာကဒူတွေကများတဲ့အခါမှာဒီပေါ့နော်ဆိုင်ရှင်ကလာတယ်မာနီကီတာလျှော့ကျော်ဆုံးနေမိမာနာစောချွေးဆုံးငါမိသားအများကြီးဆုံးလိုက်ရတယ်မဟုတ်လားအဲ့တဲ့တွေများလို့အားနာပါတယ်တောင်းပန်ပါတယ်အဲ့ချိန်မှာကိုကပြန်ပြောတယ်ချွေးဆုံးငါကီနညိုဒိုင်ယုံနေအောင်ဆူတဲ့လိုဟဲရကျိုးဘယ်သာအားနာမှာလဲအားနာကြမလို့ပါဘူးတေးကြပေါ့အစင်လိုက်တိုင်းလာတဲ့အစင်လိုက်တိုင်းလောက်ရမှာပေါ့အဲ့ဒါကိုအတူကောက်ပြောချင်တဲ့အခါမှာချွတ်ဆုံငါကင်ဒိုင်ယွန်နီအောင်ဆွန်စောတဲ့လိုဟဲရကျိုးအားနာကြမလို့ပါဘူးတေးကြပေါ့လာတဲ့အစင်လိုက်အတိုင်းလောက်ရမှာပေါ့အဲ့လိုဖြစ်ရပါတော့ဒီ GU ကပေါင်းလိုက်တဲ့အခါမြန်အတန်ထွက်တဲ့အခါမှာဂျိုးဖြစ်သွားတယ်ပေါ့နော်ဒါရောက်နေစုံတဲ့လို့ဟဲ့ဂျိုးအတူကောက်ဆိုရင်တော့ဂျိုးဖြစ်သွားပြီပေါ့နော်ဂျိုးဖြစ်သွားပြီနောက်ထပ်စာတစ်ကြောင်းထပ်ကြည့်မယ်ကျွန်တော်တို့ကဥပမာအဖြစ်မနီးရဗျာစနီတရင်ကတွေဂျူမာဖြစ်ခဲ့တယ်အဲ့ချိန်မှာမီးလိုက်တယ်တယောက်ကဂျူမာတဲ့ဂျာရှူဆိုရပိတ်ရမှာကောင်းကောင်းနားခဲ့လားဒါမှမဟုတ်လေအော်ဂျက်ဂျာရှူဆိုရမနီးရကောင်းကောင်းနားခဲ့လားမနီးရပိတ်ရဖြစ်တဲ့အတွက်ဒီတေချာဘောက်ကတော့လူတွေနားကြတာပေါ့နော်အဲ့ချိန်မှာမီးလိုက်တဲ့အချိန်တွေကိုဒါပေမဲ့တစ်ဖက်မှာကတော့ပိတ်ရဖြစ်တော့ဖြစ်냐လဲမနားလိုက်ရဘူးဘလို့ဖြစ်လဲရွှီခင်ဘာပတ်စောချုကနန်းတဲ့ဘယ်သာနားရမှာလဲအလုံးများလို့တီးတော့မှာအရှိပြောချင်တယ်မို့လားအရှိပြောချင်တာဆိုရင်တော့ရွှီကင်းနညိုဘာပတ်စောဂျုကတ်ဆိုယောရွှီကင်းနညိုဘာပတ်စောဂျုကတ်နန်းတဲ့ယောပြောချင်တာကဘယ်သာနားရမှာလဲအလုံးများလို့တီးတော့မှာပဲအလုံးများတော့တီးရတော့အလုံးများနေရပေါ့ဗျာအဲ့လိုပြောချင်တာဒါလည်းဗာလဲအမ်းမပါဘူးမို့မပါဘူးအငင်းပဲကျွန်တော်အဲ့ကြောင့်မို့သူကအမ်းနဲ့မိုးနဲ့တော့မပါဘူးအငင်းပဲလို့ကျွန်တော်အရှိမှပြောခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ခုကြည့်အောင်တကယ်ချင်းနဲ့ရောဗျာတွေးကြတယ်ဆိုကြပါဆိုတွေးကြတဲ့အခါမှာတကယ်ချင်းနေနာရှိကဂျုံကောက်ကတာဥရီကမ်ပင်းကလည်းမနေ့ပြန်ကရာစီဥရုကောင်းမယ်ထင်တယ်ကမ်ပင်းသွားကြမလားဆိုရင်နောက်တစ်ယောက်ကပြောတယ်ဂျိုကီနညိုနေဘီကအောင်တဲ့ဘယ်တော့ကောင်းမှာလဲနာရှိကဂျိုကီနညိုရာစီဥရုဘယ်တော့ကောင်းမှာလဲနေဘီကအောင်တဲ့မနေ့ပြန်ကမိုးရွာမယ်တဲ့ဂျိုကီဘယ်တော့ကောင်းမှာလဲနေဘီကအောင်တဲ့မနေ့ပြန်ကမိုးရွာမှာအဲ့လိုပြောချင်တာပေါ့နော်နောက်ထပ်တစ်ခုကြည့်အောင်ဒီပေါ့နော်ဆုနှုံးဆိုတဲ့ဆိုင်နှံဆောင်ဘက်ကလာမှာကလေးတွေကအများသောအားဖြင့်တော့အစာတွေကြည့်ရတယ်အဲ့လိုစာကြည့်တဲ့အခါမှာကိုယ့်ရင်လူတစ်ယောက်ကိုဒီအပြင်လူကမေးတယ်မင်းညီလေးမင်းတူလေးရတော့မင်းသားလေးရတော့ဒီဆုနှုံးကာလာကြီးဖြစ်တဲ့အတွက်စာတွေလိလာနေမှာပဲစာတွေဖတ်နေမှာပဲလို့ပြောတယ်ဒါပေမဲ့ကိုယ့်ရင်လူကြောင့်ကိုကသိနေအားနေဂိမ်းမဲဆော့တယ်ဂိမ်းမဲဆော့တယ်ဆိုသူကဘယ်ဟာသာလိလာမှာလဲဂုံမူဟာကီနော်ဂုံမူဟာကီဘယ်သာဖက်ရမှာလဲအီကီနိုညိုအီကင်အဲ့ဒါလေးနဲ့စရပေါ့နော်အီကီနိုညိုမင်းသားရဲ့ဂုံမူအနာကိုမင်းသားရဲ့ဂုံမူအနာကိုဂိမ်းမဟဲဂုံမူဟာကီနိုညိုမင်းသားရဲ့ဂိမ်းမဟဲဘယ်သာစာလိလာမှာလဲနေတိုင်းဂိမ်းမဲကစားနေတာဘယ်သာဖက်ရမှာလဲနေတိုင်းဂိမ်းမဲကစားနေတာအဲ့လိုပြောချင်တာဖြစ်ပါတယ်သဘောတရားလေးကိုရလောက်မယ်လို့ထင်ပါတယ်ကျွန်တော်နားလေတော့ရှင်းပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးကသိသိချင်တာကတော့ဒါလေးကအငင်းဖြစ်ပါတယ်နောက်ပြီးတော့သူ့ရဲ့ဒီစာကိုအလုပ်ကျက်ထားတဲ့စာရဲ့နောက်သူ့ရဲ့ပြောတဲ့ conversation လေးတွေကဘယ်လိုအခြေအနေမှာပြောတယ်ဆိုတာလေးကနားလည်မယ်ဆိုရင်ဒီဟာလေးသုံးလို့အဆင်ပြေမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်